လူတက်တွေကဲဖို့အတွက်လာလို့တယ်ဆိုတဲ့အတွက်ကြောင့်မလို့ပင်ပန်းတယ်ဆိုတာလည်းကျွန်တော်စိတ်ထဲမှာရှိတာတော့ရှိရဒါပေမဲ့အဲ့ဒါကြီးကိုတော့ဘေးခဏချိတ်ထားတယ်ဗျာတနင်္ဘတ်စင်ကကျွန်တော်ဘတ်စင်နှစ်ပေါ့ခင်ဗျာဘတ်စင်နှစ်မှာဆိုကျွန်တော်တနင်္ဖွင့်လိုက်ခြင်းရည်ရွယ်ချက်ကတော့ကျွန်တော်တဘာဝဘေးဖြစ်ပေါ်လာရင်ကျွန်တော်အလွယ်တကူတုတ်ပြန်ဆောင်ရွက်နိုင်တဲ့အတွက်ဒီတင်နှန်းကိုဖွင့်လှစ်တင်ကြပေးခြင်းဖြစ်ပါတယ်ကျွန်တော်မြေကလေးဘေးတဘာဝဘေးရေဘေးမိဘေးအတွက်ဒီအများကြီးအသုံးဝင်မဲ့တင်နှန်းကိုပို့ချနေရဖြစ်ပါတယ်ဒီတင်နှန်းဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ပေါ့နော်အပေါ်မှာတော့ဒါကျွန်တော်တို့ဒီမန္တလေးဒီ KPZပေါ်တော့ကမ္ဘောဇာဒီဘောနော်စန်တာကနေပြီးတော့ဒါဦးစီးပြီးမှကျွန်တော်တို့ကိုငွေကုန်ကြေးချခံပြီးမှဒီတင်နှန်းကိုဖွင့်လှစ်ခဲ့ပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်တို့ဒီတင်နှန်းကိုဒီမန္တလေးမြန်မာနိုင်ငံလူမှုကိစ္စရေးတိုင်းရုံးကနီးပြတွေကဘောနော်ဒီဟာတော့အခမဲ့သူတို့ပြင်နေတဲ့အတိုင်းအစုံဟိုပေါ်မြန်မာနိုင်ငံမှာရှိတဲ့ဒီရှမ်းတောင်တို့ဘောနော်ရှမ်းတောင်ရှမ်းမြောက်ဘက်ဒေသအသင်းတွေနဲ့အပါအဝင်ဒီအလေပိုင်းဒေသမှာရှိတဲ့ private အသင်းတွေကိုစုပေါင်းပြီးမှဒီတင် जा ပေးတာအခမဲ့တင်နှန်းဟိုတင် जा ပေးတဲ့တင်နှန်းတစ်ခုဖြစ်ပါတယ်ခင်ဗျဒီရပင်ဒီရတင်တန်းမှာတော့ကျွန်တော်တို့မတက်ထားတဲ့ဟာကိုကတက်မြောက်တဲ့ကိုကိုလည်းဂုဏ်ယူပါတယ်ဗျပြီးတော့ရှေ့ကျွန်တော်တို့ဒီမှာပစ္စည်းပိုင်းနေကြတော့ကျွန်တော်တို့ဘက်မှာမရှိဘူးမရှိတဲ့အတွက်ကျွန်တော်တို့လည်းအတွေ့အကြုံအများကြီးရပါတယ်ဗျကျွန်တော်တို့အနေနဲ့တခြားအဲ့လိုမျိုးငလင်းဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကဘာမှတဲမြောက်ထားခြင်းမရှိတဲ့အတွက်ကြောင့်နည်းနည်းတော့ခက်ခက်ခဲရှိကြပေါ့လို့သူများတွေလုံနေတဲ့အချိန်မှာကိုရီးယားဘာမှလုံမပေးနိုင်ခဲ့တဲ့အနေအထားမျိုးလည်းရှိခဲ့တယ်ဗျဟုတ်ဒီတင်နှန်းမှာတော့ခင်ဗျအဓိကဒီတဘောဘေးအန်နေပေါ့အခုပြီးသွားတဲ့ဖြစ်ပြင်မန္တလေးငလျင်ပေါ်မှာပေါ့နော်ကျွန်တော်တို့မှာဖြစ်ပြတ်သွားတဲ့အခါမှာကျွန်တော်တို့မှာလိုအပ်တဲ့အချက်လက်တွေဒီပညာတွေဒီစက်ပစ္စည်းတွေဟိုလည်းအဓိကမရှိတဲ့အတွက်ဒါအခက်အခဲတော်ဖြစ်ကြပါတယ်ပေါ့နော်အခုတော့ဒီပညာအခက်အခဲတွေမဖြစ်အောင်ဒီမန္တလေးတိုင်းရုံးကနေပြီးတော့ကျွန်တော်တို့ဒီစက်ပစ္စည်းတွေပေါ့ဟိုက်ဒရိုလစ်ကာတာတွေနောက်ပြီးတော့ဟိုကျွန်တော်တို့ lifting bed တွေပေါ့နော်အဓိကနဲ့ဆိုင်တဲ့ဒီပစ္စည်းတွေနဲ့တင်ကြားရတဲ့အတွက်တော့အင်မတန်မှကောင်းပါတယ်ခင်ဗျတကယ်တော့နောက်ငလျင်တစ်ခုဖြစ်လာလို့ရှိရင်ဘယ်ဒေတာမှမဆိုငလျင်တစ်ခုဖြစ်လာလို့ရှိရင်ကျွန်တော်ဒီတင်နှန်းမှာတက်ထားတဲ့အတတ်ပညာတွေနဲ့အားလုံးစုပေါင်းပြီးမှကျွန်တော်တို့ဒါအားလုံးကကျွန်တော်တို့ရင်ဆိုင်ပြီးမှဟိုပေါ့ဟိုရှာပွဲကစေးလုပ်ငန်းတွေကကျွန်တော်လုပ်လို့ရပြီခင်ဗျအခုဒီတင်နှန်းမှာအခုကျွန်တော်တင်တဲ့ hydraulic cutter တွေပါတယ်နောက်ကျွန်တော်တို့ lifting bed တွေပေါ့အဓိကဒီမားတဲ့ပစ္စည်းတွေပါလာတဲ့အတွက်အင်မတန်ကောင်းမတဲ့တင်နှန်းတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့လူနာတွေကိုဘယ်လိုရွှေ့ပြောင်းမလဲလူနာတွေရွှေ့ပြောင်းတဲ့အခါမှာကျွန်တော်အခြေခံနည်းလူနာတဲ့နည်းစနစ်တွေပါရောပြီးမှအားလုံးတင်ပေးတဲ့အတွက်တင်နှန်းကာလ10ရက်အတွင်းမှာဒီတင်နှန်းသားတွေလည်းတော်တော်လေးပညာလေးအကျလေးတွေတော့တော်တော်လေးပြည့်စုံသွားမယ်ထင်ပါတယ်ခင်ဗျလူတက်တွေကဲဖို့အတွက်လာလို့တယ်ဆိုတဲ့အတွက်ကြောင့်မလို့ပင်ပန်းတယ်ဆိုတာလည်းကျွန်တော်စိတ်ထဲမှာရှိတာတော့ရှိရဒါပေမဲ့အဲ့ဒါကြီးကိုတော့ဘေးခဏချိတ်ထားတယ်ဗျအဓိကတင်ရဲ့တင်နှောင်းကိုတက်ရောက်ဖို့အတွက်ကျွန်တော်တို့ခက်ခက်ခဲခဲလာရတယ်ဗျလာရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရဲ့ဟာကိုတင်ယူတက်မြောက်ရတဲ့အတွက်ကျွန်တော်ကိုယ့်ကိုယ်လည်းဂုဏ်ယူပါတယ်ဗျကျင်းနေမှုအများကြီးရှိပါတယ်ဘာလို့လဲဆိုတော့ပညာတွေအများကြီးရတယ်လေတောစီမှာကတာရှိပေမဲ့ကတာမကိုက်တတ်ဘူးဗျာဟိုဒီလိုမျိုးပေါ့အဲ့လိုမျိုးဘာတော့စချာသုံးတဲ့နေရာမှာလည်းဘာမှကျွန်တော်တို့ကောင်းကောင်းပြင်မလုပ်တတ်ဘူးကျိုးပိုင်းဒီမှာလည်းတိတ်ဘာမှနားမလဲခဲ့တဲ့အတွက်တက်ကတာတော်တော်လေးကိုအဆင်ပြေပါတယ်ဗျဟုတ်တော်တော်လေးအကျိုးကျေးဇူးအများကြီးရပါတယ်ဗျဟုတ်တင်နှန်းသားတွေကတော်တော်စိတ်ဝင်စားမှုတွေရှိကြပါတယ်ခင်ဗျာဒီပစ္စည်းတွေဒီဘုမသူတို့လည်းကင်တွယ်သုံးဆွဲဟိုကလက်ချရတဲ့အတွက်လည်းသူတို့လည်းတော်တော်လေးစိတ်ပျော်ဝန်းဟိုလည်းစိတ်လည်းပျော်ရွှင်သွားနေပဲလှုပ်နေကြတယ်ခင်ဗျာဒီအခုဆိုရင်မန္တလေးဒေသမှာဆိုရင်နေပူလာတဲ့အချိန်မှာတော့မှနေပူဒဏ်တွေကိုဟိုတနေကုန်ရင်ဆိုင်ပြီးမှပေါ့လေကြိုးစားစားနဲ့အကုန်လုံးအလှုပ်နေကြပါတယ်ခင်ဗျာKPZ ဘန် KPZ စင်တာမန္တလေးနဲ့ကျွန်တော်တို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပူးတွဲဆောင်ရွက်တဲ့ဒီပူးတွဲဆောင်ရွက်ပြီးဖွင့်တဲ့ဒီတင်တန်းကိုလာရောက်တက်ရောက်ခွင့်ရတာလည်းအများကြီးကျေးဇူးတင်ပါတယ်ဗျ KPZ စင်တာနဲ့ KPZ ဘန်ရဲ့ပြီးတော့မန္တလေးလူမှုကယ်ဆယ်ရေးအသင်းဌာနချုပ်ရဲ့နှစ်ဦးလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခုလိုမျိုးတင်ရတဲ့အတွက်လည်းအများပြည်သူတွေအများကြီးအကျိုးပြုပါတယ်ဗျဟုတ်ကဲ့အားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့နီးပြဆရာမောင်ကြီးကိုလည်းကျေးဇူးတင်ပါတယ်တကယ်စိတ်ရင်းမှန်နဲ့တင်ပေးလို့ပါဗျဟုတ်ကဲ့ဗျဟုတ်